မဲ့ယုံကြည်ခြင်းနဲ့ပတ်သက်လို့သခင်ခရစ်တော်စီမှာခါနာန်အမျိုးသမီးတူဟာရောက်လာတယ်သခင်နဲ့ကျမရဲ့သမီးနတ်ဆိုးဆွဲလို့ကယ်ပါတဲ့သခင်ကပြောတယ်မင်းတို့လိုလူမျိုးအတွက်ငါလာတာမဟုတ်ဘူးသူကလည်းထပ်ပြောတယ်ကယ်ပါတဲ့ဟေးသားသမီးကိုကျွေးရမယ့်အစားငါခွေးကိုကျွေးရမလားလို့သခင်ခရစ်တော်ကပြောတဲ့အခါမှာမှန်ပါတယ်သခင်နဲ့ခါနာန်မျိုးသမီးကပြန်ဖြေတယ်ကျမခွေးဆိုပေမဲ့သခင်ရဲ့စပွဲအောက်မှာကြားတဲ့စနှုတ်စပေါက်ကိုတော့ကောက်စားခွင့်တော့ရှိပါတယ်သခင်ရဲ့ဆိုပြီးတော့ပြန်ပြီးတော့တောင်းပန်တဲ့အခါမှာသခင်ကတင်းရဲ့ယုံကြည်ခြင်းဟာပြင်းလာပါတယ်ဆိုပြီးတော့သမီးလေးကိုနတ်ဆိုးဆွဲခြင်းကနေကယ်တင်ခဲ့ပါတယ်ကျွန်တော်တို့အကျွေးမဲ့ယုံကြည်ခြင်းဆိုတဲ့အချက်မှာကျွန်တော်တို့ဒီအချက်ကိုပြန်လည်သတိရဖို့ဖြစ်ပါတယ်ဆက်လက်၍ရှိသမျှစွန့်ခြင်းဆိုတဲ့ခေါင်းစဉ်အားဖြင့်ဂုဏ်တော်ချီးမွမ်းမှုရှိပါတယ်ဒီလိုပါပဲတမန်ကျမ်းစာတော်ထဲမှာသခင်ခရစ်တော်ထံကိုလူငယ်လေးတူဟာလာမေးပါတယ်သခင်သာဝရအသက်ကိုရဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့အခါမှာသခင်ခရစ်တော်ကပြောတယ်မင်းစီမှာရှိတဲ့ပစ္စည်းရောင်းပြီးငါနောက်ကိုလိုက်ပါအဲ့ဒီလူငယ်လေးကစိတ်မသက်မသာနဲ့ထွက်ခွာပါတယ်သူတောင်းတဲ့သာဝရအသက်နဲ့သူပိုင်တဲ့ပစ္စည်းလောက်ကိုသူမလဲနိုင်ဘူးသူသာဝရအသက်ကိုသာတောင်းတယ်အဲ့ဒီအသက်ရဲ့အဓိပ္ပာယ်သူမသိဘူးခုရှိသမျှစွန့်ခြင်းဆိုတဲ့ဒေသချင်းလေးအဖြစ်ဂုဏ်တော်ချီးမွမ်းဖို့အတွက်ကျွန်တော်တို့ဒေသရှင်မချောစုခင်နဲ့ညီမငယ်အက်စတာတွေးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်တို့အဖွဲ့ထဲမှာအသက်ကြီးဆုံးအသက်အငယ်ဆုံးဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ရှိသမျှစွန့်ခြင်းဒေသချင်းလေးကိုအတူတူပါဝင်ဂုဏ်တော်ချီးမွမ်းဖို့မချောစုသမီးလေးအက်စတာတွေးမချောစုဒီသချင်းလေးနဲ့ပတ်သက်၍လည်းငယ်ဝေမျှပေးဖို့မြတ်တရားခံပါတယ်ဒီသချင်းလေးနဲ့ပတ်သက်ပြီးတော့ချောစုတို့မှာပိုင်ဆိုင်တဲ့အရာဆိုတာဘာမှမရှိပါဘူးချောစုတို့တည်သွားလို့ရှိရင်လည်းဒါတွေအားလုံးထားခဲ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချောစုတို့ပိုင်ဆိုင်တဲ့ဖရာသခင်ကိုရှိသမျှအရာအားလုံးကိုယ်စိတ်နှလုံးသုံးပါးစလုံးကိုဖရာသခင်ကိုအနံ့ပြီးတော့မှဒီအသက်တာကိုရှောက်လန်းကြဖို့အတွက်ကျေးဇူးခွန်အားပေးကြပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်ရှိသမျှစွန့်ခြင်းဂုဏ်တော်ချီးမွမ်းတန်ကိုကြားနာရင်နဲ့အတူတကွဆင်နွှဲကြပါစို့